ရွှေနန်းတော်မှာမိုးပြီးလောင်နေပြီ ဘာလို့ရွှေနန်းတော်မိုးပြီးလောင် ဟုတ်ပါပဲကိုကအဲ့ဒါပဲကိုတို့ချင်းချင်းကိုသတင်းတွေမကြောက်ဘူးလား ညကစောစောအိတ်ကွာ အခုစားကားစားအမိတ်ထုတ်လိုက်တယ်နော်ဒီလိန်လူချင်းချင်းဒီချစ်ကြိုက်ချင်းပေါ့နော်ပေါင်းတင်းချင်းอ่ะပုံမှန်3ခုကိုချိုးဖောက်တာ အဲ့ဒါရွှေနန်းတော်ကပါလေ ဟာရွှေနန်းတော်ပိုင်ရှင်ကဟိုပါလေကိုတို့ဝင်းကြီးအောင်တွတ်ခါ ဟောအဲ့တက်ခိုင်ပါကွာဒေါ်တက်ခိုင် အေးအဲ့တက်ခိုင်ရဲ့ယောက်ျားဘောပြားကြီးလေဘောပြားကြီးလေကိုကလေ ဟုတ်လို့လား ဩကိုကလေဓာတ်ပုံရိုက်တာမတွေ့ဘူးလားဓာတ်ပုံထဲမှာတက်ခိုင်နဲ့တော့ तू ကကိတ်သေးတယ်ကိုကလေ ဟိုတက်ကိတ်ရော ဟုတ်တယ်တွတ်ခါတဲ့ကိုကိတ်တယ် အေးဟုတ်တယ်ဟိုမှာအာကြီးကတော့အခုလောလောဆယ်အခုနိုင်ငံတော်ပုံမှန်ပုံကံမှုဥပဒေနဲ့ညှိသွားပြီဒါတော့ဒီလိုပါပဲအားတို့ဘောမတွေနဲ့တဖြည်းဖြည်းနဲ့အကုန်လုံးကမျက်ခုံးလှုပ်နေကြတာနော်ငါဘောမမဟုတ်ငါစစ်တပ်မတဲ့ကောင်အေးမဟုတ်အခုအရေးကြီးတာလေအခုငါပြောချင်တာအခုကာကျုပ်ကိစ္စလေအေးဟုတ်တယ်မင်းပြောဟာဟလာဩအေးကာချုပ်ကိုကာချုပ်ကနောက်ထပ်လူတစ်ယောက်ရွေးပြီးပြီပေါ့အေးဟောဒါပဲပေါ့ဒီလိုပဲဖြစ်ရမှာလीโอเคနောက်မှဆော်ပါကွာကာချုပ်အစ်တစ်ယောက်တော့ဘယ်လိုလာမလဲပေါ့ကွာเนาะအဲ့ဒါလေး လာပြီဒီမှာပေါ့လာပြီဟမ် မနောက်မှပြန်ဆက်မယ်ဟုတ်ဘာပေါ်လာ ဟာဆက် ဘာပြော နောက်ထပ်တက်မဲ့စကားစားရဲ့ကာချုပ် ဟာဘင်းအဲ့ဒါတိုးတက်တာလို့ဒီမှလည်းငါလည်းအဲ့ကိစ္စပြောနေတာ ပုံတော်ကျွန်တော်ရှိမှရောက်နေပြီ ဟမ် ပုံတော်ရောက်နေပြီ ဘယ်လိုရောက် ဩဟိုဒီလို ဟုတ်လို့လားတေချာလို့လား ကျွန်တော်မှလည်းအဲ့လိုဆက်သွယ်ရှိတော့ဗျာ ဒီမှာအခုပြောနေတာငါတငယ်ချင်းကစေယုံอ่ะကွာစေယုံကငါတငယ်ချင်းကလှမ်းပြောတာအခုနောက်တော့တက်မဲ့ကာချုပ်ကိုတဲ့ကာချုပ်ကရွေးပြီးသွားပြီရွေးပြီးသွားပြီဆို အဲ့ဘယ်သူမှမသိကြဘူး လက်စင်နေပေးနေကြ လက်စင်မဟုတ်ဘူးကတင်ခွင်တွေရှိတယ်နောက်ထပ်တက်မဲ့ကာချုပ်ပုံဒီမှာကြည့်လိုက် မဟုတ်ဟိုမှာပဲတည်မှာမင်းကဘယ်လိုလုပ်တည်တာ ဟောကိုကျွန်တော်မှလည်းသတင်းတွေရှိတယ် အဲ့ဒါလို့ရဲ့သတင်းလေ လုံးဝပေါက်သွားကျွန်တော်ရှိမှအခုကျွန်တော်ကောင်လည်းဓာတ်ပုံတော်ပို့ပေးလိုက်တယ် ဟဲ့ပြော ဒီမှာကြည့်နောက်တက်မဲ့ကာချုပ် ဒါလန်းတာကွာ ဟုတ်လေကိုတေချာကြည့်ပါဦး ဘယ်လိုသိကြကြ မိုက်တယ် ချက်တွေတုံးတာကွာ အခုတေချာကြည့်ကြည့် မကြည့်ဘူးကွာဒီလိုကောင်မျိုးတာကွာကာချုပ်ဖြစ်ရင်ငါဆက်ပြီးတော့တက်မတော်ဘောမမဘူးကွာဟာကွာကြည့်စမ်း ဟုတ် ပါ တေချာကြည့်ပါဦးကွယ်သူ့ရဲ့ရုပ်ရည်လက္ခဏာ ဘလို့ယုံမျိုးလဲကွာ တေချာကြည့်ပါဦးကွာ ဟာကွာချက်တွေတိုးလိုက်တာကွာကြည့်စမ်းပါဦးဗျာဒါနောက်တက်မဲ့ကာချုပ်တဲ့ ပြုံးတာပဲတွေ့လား ဟာဒီလိုမျိုးဗျာဘာလို့ပြုံးတာလဲလို့ကျေးသူချေတော့အဲ့ဒီယုံနဲ့ငါကောင်တွေထွက်ပြေးကုန်မှာဗောကွာမင်းကလေ ကြိုက်ပါပြီမလား ဘာလို့ကြိုက်ရတာလို့ ဟောအခုကျွန်တော်ခုနပြောသူပဲဒီရုပ်နဲ့တာကာချုပ်လုံးလိုက်တနက်မလို့ဘူးဟိုမျက်နှာပြလိုက်တာနဲ့ပြီးတယ်တဲ့တော်ဓမြကိစ္စရပါ ဘလို့အမျိုးလဲကွာ မဟုတ်ဘူးဓမ္မလားအမျိုးလားမသိဘူး ပြမရိုင်းလိုက်လားဘာဆိုင်လို့လဲ တော့ကြည့်သွားနေထားတော့ဓမ္မလားအမျိုးတော့မဖြစ်နိုင်ဘူးနော်ဟိုဟာဒုံးချစ်အမျိုးပဲဖြစ်မယ်ဟဲ့သွားတယ်လို့ဖြစ်နေတယ် မရိုင်းလိုက်လား ဟုတ်တယ်သူ့အမျိုး စော်ကားတာများသွားပြီနော် များတာမဟုတ်ဘူး များသွားပြီနော်ဟဲ့အဲ့လိုကောင်မျိုးတာကာချုပ်လို့လေငါစစ်တပ်ကိုဘောမမတော့တိလား ပင့်တာမ ပြစ်လား ဟဲ့လား မနိုင်တနိုင်နေဖြစ်ကုန်မှာပေါ့မင်း ကာချုပ်ကြီးစောက်ခေါ်စိတ်ဟောပြုံးပြုံးလေးနော် ကွာတော်များတယ်နော်မင်းတော်များတယ်နော်ကာချုပ်ကြီးဆောက်ချုပ် ကွာကျွန်တော်ကြားတဲ့သတင်းကိုဒါလာပြောပြ ဟဲ့ငါတို့ကြားတဲ့သတင်းကအဲ့လားမဟုတ်ဘူးကွာ အဲ့ဒါ तू ခွဲစိတ်ထားတာတဲ့ မရိုင်းလိုက်တော့ကွာဘယ်ဆရာဝန်ကခွဲသိပ်ပြီးလိုက်လဲ ဟုတ်တယ်ကျန်ဝဲ तू တရေကနေကြည်တာအများကြီးအဲ့လိုဖြစ်သွားတာ ဟဲ့တဲ့အမှန်တကယ်တော့ ဟွန်း ခုဘုချုပ်ကျော်စွာလင်းကိုသူကတက်ချုပ်ပေးဖို့အတွက်ယာထားတယ်ဆိုတော့ ဒီရုပ်တိုင်းပြန်ခွဲစိတ်မယ် ဒီရုပ်တိုင်းပြန်ခွဲစစ်ဟဲ့ဘယ်အဲ့လိုပဲဟေး ပြုံးတာ ညားနော် သွားတွေကစကားပြောတယ်နော်သွား ကြော်လာပြီနော်မကြော်လာနဲ့နော် စကားပြောတော့သွား ဟေ့စကားပြောတော့အသက်နှလုံးမကြဘူးဘာလို့စကားပြောတော့သွား အသေးနှလုံးကစကားပြောလားဟုတ်တယ်နော် ဖိတာထုံးရင်တချင်းနဲ့မကြဘူးလား သွားများကစကားပြောသွား သွားစကားပြောမလား စကားပြော ပါဇက်ကပြောတာသွားပြောတာမဟုတ်ဘူး အေးဘုံအဲ့ကိစ္စပါကျွန်တော်လာပြောပြတာဒါစေတနာနဲ့ပါဘုတို့ဆက်မလို့ရအောင်ပုံလာပြတာ ငါလည်းသတင်းကြတာအဲ့ဒါမဟုတ်ပါဘူးမင်းကဘာကြီးလိုက်ပြောတာ တည်င်းဆိုလို့ပြောမယ်အခုဘော်ဒါကြီးလေဘော်ဒါအကြီးမှတ်မိလား ဘူးလို့ အေးကျော်မြင့် အော်တဲကုန်းက အေး အာဟာညာလေုံစုတော့အားကိုရတယ်ပေါ့ အေးကျော်မြင့်အခုတပည့် တယ်ငါကောဟုတ်ကောပဲ ဘယ်နေရမဟုတ်နော် ပြူလေပြူပါအရာရှိလေ ဟိုအထိတ်တယ် ဟုတ်တယ်ဒီကောင်တော်နှိပ်တာပြော တိန်နဲ့ပြူဖြစ်သွားတယ်လေကွာ မရိုင်းလိုက်လားဘာလို့အနှိပ်တယ်လို့ ဒီစောဒီကောင်းဆောင်လေးတဲကုန်းက ဟုတ်တယ်ငါကော အေးကျော်မြင့်ကိုမနေ့က PDF ကဝင်ဖမ်းတာ ဟာ အေးကျော်မြင့်မခေဘူးနော်တနက်လူကြီးပြန်ပြေးတာ အဲ့ဒါဟဲ့မင်းအဲ့တက်တိဆိုတာအဲ့ဒါအေးကျော်မြင်ဇာသေးတဲ့ကောင်မဟုတ် ဒါ ဘူး ပဲသေသွားတယ်ဟုတ်တယ်သေသွားတယ်
နဲ့ဒုတဲ့ခါမှာဒီကကင်လိုက်တာပြောလို့မရလို့ ဟိုမင်းပြစ်လိုက်တယ်ကော ကားပါပြီဦးအေးကျော်ပြင်းတည်ပြီအခုညာလက်ယုံကြီးလား တော့ကော အခုလက်ယုံနဲ့တည်တာများတယ် ဟုတ်တယ်ငါလက်ယုံနဲ့တင်မင်းလည်းငါလက်ယုံပဲ ဘောင်းတော့လက်ယုံရမှာနေစမ်းပါနေစမ်းပါ နော်ငါညီလေးလည်းကိုအခုလက်ယုံပဲ ဘာကျွန်တော်အဲ့မရောရှက်မရောရှက်အဲ့မဆက်ဟက်တဲ့ပတ်ဝန်းကျင်တွေနဲ့မရောရှက် ဟာ ဘူး ဒီကောင်တွေကဖြစ်လိုက်ရင်ကွာ ဟာပြောအေးကျော်မြင့် အော်ဟိခုမှတတိရတယ်ကွာမင်းငါ့တခုလောက်ကိုညီရ အေးကျော်မြင့်တော့လိုက်မ အေးကျော်မင်းတော့ဘာအေးကျော်မင်း ရရကျွန်တော်ခေါ်ပေးမယ်လေဒိုင်းတစ်ချက်ဆိုရ မရိုင်းလိုက်တာငါလုံးလိုက်ဦးမယ်ဘယ်ကိုအေးကျော်မင်းတော့လိုက် ဟော အခုညီတက်မှာဒီလိုကွာ ချိုးထောင်းတော့ ချိုးထွန်းအောင်တော့ ဟောဘုံ ဟိုရွှေနန်းတော်ငါ့ကိုတစ်ချက်သွားပေးစမ်းပါလို့ ရှင်းနေတော့ဘာလို့ ငါကို လက်စွပ်ပေါင်လာလို့ လက်စွပ်ပေါင်တာဟိယောဝယ်ထားတာအဲ့ဆိုင်ကဝယ်ထားတာပရတီနဲ့ ဟာလေဒါရွှေတကုံဘုရားဆောင်တဲ့အခုဝယ်တာကြီး ဟုတ်တယ်ဟုတ်တယ် ဟာရွှေနန်းတော်လာတော့ ရွှေနန်းတော်ကဝယ်ထားတဲ့ပရတီနဲ့ ဟောပရက်နဲ့ဘောပေါ့နော် ဘော မဟုတ်လေ ပရတီနဲ့ဘောရှိတာလို့ ဘော်ဘီဆော့ဆာရဲ့အဲ့လိုမျိုးဝတ်တယ်ဘော်ဘီဆော့ဆာ ဘာပြောနေပါ ဘော်ဘီဆော့ဆာလည်းဝတ်လေ အဲ့ဒါကွာအဲ့ဒါ ဘော်ဘီဆော့ဆာလား ဘောလီဆာဆာ ဟောဘော်လီ ဘော တော့ ဘော ဘော်လီ လီရမလေ ဘော်လီစားတော့ အော်ဘောလီဆာဆာပါကွာ ဘော်ဘီဆော့ဆာအေးထားရဘလူးပဲဖြစ်တယ် အေးကွာဘယ်လိုပဲဖြစ်ကွာခွန်နာမည်တွေကလည်းကွာစောက်တလွဲတွေပြေးတာကိုခေါ်ရတာဒီလိုကွာအဲ့မှာငါဝယ်ထားတော့သူကဟိုဘောက်ချာယူထားပြီးတော့အဲ့မှာဟိုကန်ဆန်းမဲ့ရှိတယ်အဲ့မှာငါကန်ဆန်းမဲ့ပေါက်တယ်ကန်ဆန်းမဲ့ပေါက်တယ်ဆိုမနေ့ကဖုန်းဆက်တော့အဲ့ဒါငါလည်းမသွားနိုင်ဘူး TV တွေ TV တွေပါတိုက်ဖိုက်တွေရော ကိစ္စမဟုတ်လေ TV တွေပဲမဲပေါက်ပြီးတယ်ဒါကိုပြောတာ ဟုတ်တယ်ကန်ဆန်းမဲ့ဖောက်ပြီးတယ်အဲ့ဒါငါမှကန်ဆန်းမဲ့ပေါက်တယ်အဲ့ဒါမင်းသွားပြီးတော့မျိုးရဲရောက်ရင်ဝင်ထုတ်ခဲ့ ကိုဒီပင်းရွှေဆိုင်ဆိုကျွန်တော်သွားမယ်အဲ့ရွှေနန်းတော်တော့ကျွန်တော်မသွားဘူး ဘာဖြစ်လို့ ရွှေနန်းတော်မှာမိုးပြီးလောင်နေပြီ ဘာလို့ရွှေနန်းတော့မုံပြီလား ဟုတ်ပါပဲကိုကအဲ့ဒါပဲကိုတို့ချင်းချင်းကိုသတင်းတွေမကြားဘူးလား ညငါစောစောအေးကွာ အခုစားကားစားအမိတ်ထုတ်လိုက်တယ်နော်ဒီလိန်လူချင်းချင်းဒီချစ်ကြိုက်ချင်းပေါ့နော်ပေါင်းတင်းချင်းဟာပုံမှန်3ခုကိုချိုးဖောက်တာ အဲ့ဒါရွှေနန်းတော့ပါလေ ဟာရွှေနန်းတော်ပိုင်ရှင်ကဟိုပါလေကိုတို့ဝင်ကြီးအောင်တွတ်တွတ်ခါ ဟောအဲ့တက်ခိုင်ပါကွာတော်တက်ခိုင် အေးအဲ့တက်တက်ခိုင်ရဲ့ယောက်ျားဘောပြားကြီးလေဘောပြားကြီးလေကိုကလေ ဟုတ်လို့လား ဩကိုကလေဓာတ်ပုံရိုက်တာမတွေ့ဘူးလားဓာတ်ပုံထဲမှာတက်တက်ခိုင်နဲ့တော့ तू ကကိတ်သေးတယ်ကိုကလေဒီလို ဟိုတက်ကိတ်အောင် ဟုတ်တယ်တွတ်တွတ်ခါတဲ့ကိုကိတ်တယ် မဟုတ်ဘူးလေအဲ့ဒါဘယ်လိုဖြစ်လို့ အဲ့ဒါ3ခုကိုနဲ့အဲ့လိုချစ်ကြိုက်လို့မရဘူးအခုစားကားစားအမိတ်ထုတ်လိုက်တာ အာလောက်လာပြီကွာ သွားပြီနော်အခုသူတယောက်တည်းပုံလို့ ကိုလိုက်အဲ့ဒါ2ယောက်3ယောက်ကိုထိတယ် လူဘသူရှိတယ် ဟာငါတို့ pride မိခင်ကြီးကလည်းအဲ့ဒါပဲလေ ဩဟို29သိန်းကို 29သိန်းဘယ်29သိန်းလား အေး 29သိန်း29သိန်းမဟုတ်ဘူး ကုန်းသူကုန်းသိန်းမဟုတ်နော်သူက 29သိန်း ဩ29သိန်း 29သိန်း9000နဲ့9000 ဩအကိုမြတ်လက်ခံပေးတာလား ဟွန်း မဟုတ်လေအဲ့29သိန်းကိစ္စနဲ့လေဟိုနှခမ်းတွေကို operation လုပ်ထားတယ် ဒုက္ခပါအဲ့ဒါငါလက်ခံတာမဟုတ်ငါတို့စင်းစရာနဲ့သိတယ် ဟုတ် pride မိခင် pride မိခင်မှာထင် သူလည်းသွားပြီ ပြောပြမယ် သူလည်း3ခုကိုမဲ့လိန်သူလေ ဟာဒီခိုင်တင်းဝေလည်းထိပြီ ထိပြီလေဟိုဗလဲ grade ဥဖိုးစိန်ရဲ့ဘာညာအမျိုးတယောက်တည်းကလေ ဩ ဓာတ်ပုံကိုတွေ့ဘူးတော့ သိတယ်ဗမာကိခိုင်ရဲ့ညီမ အေး ပလဲကိခိုင် အဲ့ပလဲကေခံလဲနော်ဓာတ်ပုံထဲမှာခိုင်နေဝေတယ်ကိတ်တယ်သူက ဟိုသူတို့လည်းသတင်းတွေမကောင်းဘူးကွာငါလည်းစိတ်ခိုင်တင်းဝေတဲ့ ဟုတ်တယ်ဓာတ်ပုံထဲမှာလေအဲ့လိုနာမည်ချင်းရိုက်လို့မရဘူးပေါ့နော်စလောက်ပုံတစ်ချက်တီးလို့မရဘူးအဲ့ဒီကြားကြိုက်တတ်တဲ့ကိစ္စကို3ခုခုပေါ့ ကဲမဟုတ်ဘူးဒါတော့ကျွန်တော်ဒီကတော့ပြောပြီကိုမင်းအွန်လိုင်းကြီးဦးမင်းအွန်လိုင်း ဦးမထဲနဲ့တော့ဦးမ အန် ထဲ ကယ်လိုင်းကြီး အနေလိုင်းကြီးကဒါ အန်နယ်လိုင်းကြီး အခုကျွန်တော်စိတ် ကိုလိုင်းအခုဒါမလုပ်တင်ကွာကိုချင်းတွေဒါလုပ်တာ ဒီလို3ခုခုအမိတ်ထုတ်လိုက်တယ်လိန်တူချစ်ကြိုက်တော့ तू ကသဘောမတူဘူးဆိုတော့ကျွန်တော်ကြည့်တာတော့ခါရဲ့ယောက်ျားအောင်မြန်မအလားကြိုက်နေတာမသိဘူးနော် ဖြစ်နိုင်တယ်တော့ ဟုတ်တယ်ဟိုကဒုံးချစ်တဲ့ကိတ်တယ် ဟိုဘာဆိုင်လို့တော့ချင်းနေကြ ဒုံးချစ်အရှိပဲကိတ်တယ်ဟိုကအတော့ကိတ် ဟိုအရှိကိတာပါလို့ သွားလေကွာဒုံးချစ်အရှိပဲကိ ငါ တ် လှုပ်လိုက်ဦးမယ်တော့ကိတ်လည်းလက်ရှိတာတော့ခေါ်တာပဲကြည့်တယ် ဟုတ်တယ်နော်တော့ခါယောက်ျားအောင်မြန် तू ကြိုက်နေတာမသိဘူးနော် ဟာလောက်အောင်တော့ဒါ pride မိခင်ကြီးရဲ့ ဟုတ် ဘဲလေးကိုဆွဲသိမ်းမလားမသိဘူးနော် ဟုတ်ငါပြောဦးမယ်အဲ့ဒါကြိုက်လို့မရဘူးလေ ဟုတ်ဖြစ် तू ကတခါကျမထင်မတိုင်လုံးတတ်တာလေ ဟုတ်ကြိုက်လို့မရဘူးလေ လေတွေကနေဟိုကထုတ်မယ်ဒီကထုတ်မယ်နဲ့ကိုအဲ့ဒီဘောလုံးအပြားတွေကိုကြိုက်ရင်ဘယ်လိုလုပ် ဘောလုံးအပြားတွေရှိမလားလို့ အေး ဘောလုံးကအလုံးပဲကြည့်တာလေ ရှိတယ်လေဟိုကလည်းအမှရွှေနန်းတော်အဲ့ကြောင့်တိုင်ပတ်နေတယ်အခုတယောက်တနေစီမှနေလောက်ရတော့မယ်သိရပါ ဟုတ်အဲ့ဒါဦးမင်းအွန်လိုင်းအန်ကယ်လိုင်းကျွန်တော်ပြောမယ်နော်အဲ့ဒါမဟုတ်ကောင်းဘူးနော်အဲ့ဒါပြန်ကြည့်လို့နေသုံးခုဆိုတာကကိုချင်းတွေပြန်ထိရနော် နော် ကိုကိုကူထားတဲ့လူအများကြီးနော် ဒါထမင်းချင်းစားတဲ့ကိစ္စ ဟင်းချင်းမြုပ် ဘုံလေ သမင်းနေနဲ့မြုပ်စားတာ အေးဒါ3ခုဆိုတာထမင်းချင်းစားတဲ့ကိစ္စဒါမရဘူး ဟိုကမလုပ်အောင်လေ ပလာတာရိုက်တဲ့အကွက်တွေကို तू က ဟိုကိုချင်းကွာဒါမှမဟုတ်မလုပ်တင်ဘူးဟိုကလည်းကိုယ့်ဘက်ကလူလေ ကျွန်တော်ကြည့်တာအဲ့
ဒီဟိုဟာတွေကို तू တွတ်ခါရဲ့ယောက်ျားအမြန်ဟိုဟာဖြစ်နေလားမသိဘူး မ နော် ဖြစ်ဘူးလေဘာမှမဆိုင်ဘူးလေ ဟိုပြောလို့မရဘူးလေ မဆိုင်အဲ့မလုပ်အောင် ဒုံးချက်ဓာကြီးပဲရှိတယ်လေ ဒုံးချက်ဘာလဲ ဟိုကဓာကြီးလေ ဟာ သူလို့กว่าတယ် ဒါ ဒီဓာကြီး ကြားစီကွာမင်းကလည်း အေးပြောလို့မရဘူးအခုတော့ခုံကိုထုတ်ပြီး ကွာအဲ့ဒါလွဲနေတာကျွန်တော်တို့ပြောရင်လည်းမကြိုက်ပြန်ဘူး อืม အမိတ်ဆိုတာဒေသန္တရအမိတ်တွေရှိတယ်လို့ အဲ ဟိုပြောရင်လည်းခင်ဗျာကျွန်တော်ကကျုပ်တို့ကစောက်ကြီးစောက်ကျယ်ပြောတယ်ဖြစ်နေဦးမယ် ဟို ဗျာ ကဒီလိုလုပ်လိုက်ဟိုထပ်ထုတ်လိုက် ဘယ်လိုထုတ် ဟို तू ထုတ်တာ3ခုကို အေး ဟို3ခု8ထပ်လုပ်လိုက် တုတ်ခုရှစ် ဟုတ်တယ်လေ3ခု8လေအပုနဲ့အရှင်နဲ့မပေါင်းရဒုံးချက်နည်းနည်းရှိတယ် ညာပါ့ ဟုတ်ပြပြတာလေ အပုနဲ့အရှင်နဲ့မပေါင်းတာတုတ်ခုရှစ် 3ခု8 ပုံမှန်ထဲမှာရှိလား ဟုတ်တယ် तू တော့မှဒီလိန်လူချင်းမပေါင်းအောင်လိုက်အမိတ်ထုတ်လာလေဒါသူ့အလုပ်ပါရှိလို့လေဟုတ်တယ်မလားသူ့မှန်သူဒီပလာတာချင်း ဟိုပလာတာချင်းတွေထပ်နေ ဒီထမင်းချင်းစားတဲ့ အဲ့ ကိ ဒါ စ္စ တွေမပြောနဲ့တော့မဟုတ်အဲ့ကိစ္စကိုယ့်အလိုမဟုတ်ဘူးကွာရှင်းပြောရင်ကွာဒါမလုတ်တင်ဘူးဆိုတဲ့ဟာကိုပဲပြောရမှာလी အေးမဟုတ်လေ မဟုတ်မလုတ်တင်ဘူးငါပြောလိုက်ပြီ သူကြိုက်တယ် မင်းမပြောနဲ့ငါပြောလိုက်ပြီ ဟိုချိတ်ကျွေနေတယ်ဟဲ့ ဟုတ်ကြိတ်ကျွေနေတာ ဟုတ်တပ်ပုံကြီးနဲ့တိုက်ပုံကြီးနဲ့ဒီလိုကြီးလေချိတ်ကျွေနေ ဟုတ်ချိတ်ကျွေတာလို့ ဟောဒီလိုပဲချိတ်ကျွေနေ ဟောဒီလို ဟုတ်တယ်မသိပြောင်ပေါမုတ်တုံးကြီးကိုမတက်ရက်ထားသလိုကျဲ ချက်ညံပမန်ကွာပေါက်ဖို့တုံးကြီးမတိုင် ဟုတ်တယ်ဟုတ်တယ် ခမရတို့ကလည်းလေမနေတဲ့မတိုင် ဟိုသုံးခုကို ပြောခံစိတ်ညစ်တာကကျုပ်တို့မှလေမဟာတာတစ်မျိုးသူတို့ပြန်ရှင်းပြတာလို့တော်တော်ကိုစောက်လို့ရှုပ်တယ်ဟလားခမရတို့လည်းမြန်ပြီးလိုက်စေးရင်လည်း ရှင်းလိုက်ဖဲပေးလိုက် ဖဲလိုက်တော့မားတဲ့ကောင်တွေကလည်းဟိုမန်းဆက်ပဲမားတော့မလို့အခုပဲဟိုတိုက်ပွဲဝင်ရ ဒီမှာ တော့ ကဲအခုဆိုကြည့်ဒီရွှေနန်းတော်တို့ဒီပရိုက်တက်မိကြီးလူက ငါပြောနေတယ်လေ မဟုတ်လေဒီမပဲမရမလားဒါမှမဟုတ်ပလာတာချင်းကိစ္စပဲလုပ်ရမလား ငါပြောနေတယ်လေ အေးမဟုတ်ကိုပြောပြလိုက်ပါ ဟိုခမရတို့အဲ့ဒါလေလှုပ်လိုက်တော့ သူကသူပလာတာမကြိုက်တဲ့ကိစ္စ ခ ကို မရ ဗျာ တို့ဒီလိုလှုပ်လိုက်ဗျာစေးလိုက်တော့ပြန်ပေးလိုက်တော့ ဟုတ်တယ် နော်လှုပ်ရင်လည်းလှုပ်ပေးလိုက်တော့ခင်ဗျားတို့ကလေရှုံးလို့ရှုံးမှလည်းမသိနိုင်လို့နိုင်မှလည်းမသိ ကိုတော့လူစကားတွေပြောတတ်နေပြီနော်မဟုတ်လေဒါလူတွေပြောတယ်ရက်စကားဒါကိုပြော အ တာ ရင်တော့ငါခွေးစကားပြောနေလို့လား မဟုတ်အဲ့လိုဖြစ်များဖြစ်နေ အရင်တော့ငါခွေးစကားပြောနေလို့လား မဟုတ် မဟုတ်မင်းပြောတဲ့ပုံစံငါမဟုတ်ငါနဲ့တင်းသွားပြီ ဟိုကိုခွေးနေဆိုရင်တော့ခွေရှင်းနော်ဟုတ်လေအဲ့လိုမျိုးပြောရင်တော့မင်းထမင်းချင်းဒီတို့မြုပ်တဲ့ကိစ္စကို ဟာကလွန်သွားတော်လွန်သွား အမလား မားလာလဲလွန်တယ်မင်းလဲလွန်တယ် ကျွန်တော်အဲ့လိုမလို့ तू ကပို့လွန်တယ် နည်းများတယ်နော် သူ့လည်းပြော ဟုတ်မို့ကျွန်တော်မပြောချင်အကိုလိုက်လီအဲ့ဒါတွေရှောက်လုံနေတယ်သလားအဲ့လိုအမိတ်တွေထုတ်တယ်အဲ့လိုဟာတွေထုတ်ပြီဆိုတော့အဲ့ဒါသူများအတိုက်မြုပ်ကိုဖျက်ဆီးတာနဲ့အတူတူပဲနော်အဲ့ဒီလူတွေအကုန်လုံးကကိုယ့်ဘက်ကနေကိုဘာလုပ်ခဲ့လဲတိလား နော်မခဲ့တယ်လေ ကိုယ့်ဘက်ကနေမခဲ့တာ ဟုတ်တယ်လေ တိရော ဟုတ်မတယ်အဲ့လိုလက်တွေမပါဘူးအဲ့ဒါပောက်ကြရမလို့လေပောက်ကြရမလို့ ကိုယ့်ဘက်ကနေမခဲ့တယ် အေးမရဲ့အစုပ်ဒီလိုမလေဘာတစ်ချောင်းနဲ့လာပြီလို့ ဟုတ်လေ ကိုကအဲ့80ပလက်တွေပါလာတယ် အချစ်ဖြစ်သွားလို့ကွာမင်းကလေ ဟော ကိုယ့်ဘက်ကလည်းမခဲ့တဲ့လူတွေနော် ဟုတ်တယ်လေ ကိုယ့်ကိုလည်းကူညီပေးခဲ့တဲ့လူတွေအဲ့လိုမလုပ်သင့်ဘူးသူတို့ထိရောက်တယ် သူ နော် များအတိုက်မပြတ်နဲ့ သူများတိုက်ဖြတ်တယ်ဘာဖြစ်တယ်သိလား ကိုယ်အတိုက်ပြတ်မယ် ကိုယ့်အတိုက်ကိုထိတတ်တယ် အခုသူ့အတိုက်ထိပြီလေ ဘယ်တိုက်ကိုတော့ မလာတို့အတိုက်ထိပြီ ဘယ်တိုက်ထိတာပြော ဒီကျွန်တော်တို့မိထီလာရှန်တေးကြီးဘက်က KTV တော်တော်ဆိုးလို့ကောင်းတယ်ပြောတယ်ဟေ့ ဟာလေ လေတက်ပါကွာ အဲ့လေတဲ့ရဲ့ရှေ့မှာ KTV ရှိတယ် မင်းတွားကျင်တဲ့ဟာနေရာပဲမင်း သွားချင်တာမဟုတ်ကျွန်တော်အဲ့လမ်းကြောင်းကိုမှတ်ထားလိုက် မင်းမင်းအဲ့လို KTV တို့အဲ့ပဲမင်းတွားနေကြလားဟလား ကျွန်တော်ကဘောမတွေကိုအဲ့မှာလမ်းလိုက်ရှင်းတာဗျာဟဲ့ ဟေ့ဘောမတွေရှင်းကြလား ရှင်းအဲ့မှာ ဘောမတွေအဲ့ပဲတွားနေမှာမဟုတ်ဘူး ဟာကြည့်တယ်တလန်တွေဒိုးလာအဲ့ဒီရှန်တေးကြီးဘက်ကလေတဲ့စကန်ပေါ့နော်လေတဲ့စကန်စစ်ဌာနချုပ် အဲ့လေစကန်အခြားပဲမဟုတ်အခြားပဲမဟုတ်နော် ကြည့်တယ် အဲ့ဒီမှာခုလက်ရှိကို ဟမ် အယောက်20ကျော်ရုရှားနေလာပြီးတော့ဒုံးတင်တန်းနေပြီးတယ် ဩ လေမောင်းနဲ့တင်တန်းနောက်မှမင်းတို့လာတော့မယ် ဟောဒီလိုလာပြီးတော့ လာပြီးတော့ ဟောအဲ့လိုကြီးလား ဟို online တွေကြိုင် အေး တော့ အဲ့ဒီလေတဲ့စကန်စစ်ဌာနချုပ်တွေကိုမနေ့ကတရားခေါ်မသွားတယ်နော် အာဒီရုရှားကောင်တွေတော့ကွာတနာယူလောက်ပဲစဉ်း ဘာ စား လို့လျှောက်ပြောနေတာလဲ ဟိုတရားကောင်မမတွေသွားတယ်ဆို တရားခေါ်မဆိုလူမဟုတ်ဘူး short တိုက်တော့အဲ့ဒီလေတဲ့ထဲကိုဝင်တာဒိန်ဆို ဟာအဲ့လိုမလုပ်နဲ့လေကွာ ဘာလို့မလုပ်ရမလဲ ဟာအဲ့ဒါပြဿနာရှိတယ်လေကွာနိုင်ငံသားတွေရောရှိတယ်လေ ဆိုင်ပါဘူးကိုတို့ခိုးသွင်းလာတော့ ဟာတော့များသွားပြီနော် တရားခေါ်မအဲ့မှာကြိတ်တာဗျာသလား ဟာ ချိန်မောပျက်စီး ကုန်မယ်ထင်တယ် တိုက်ပြတ်မယ်အဲ့ကြောင့် အဲ့လိုတွေမလုပ်အောင်လေကွာမင်းတို့ကောင်တွေ ဟုတ်ပါပဲ အာ နောက်ဆိုလေတဲ့ဆိုတာစာရွက်ထဲမှာပဲရှိမယ်နော် ရ ဟုတ်တယ် ဒီ လေတဲ့ဆိုတာကလေးဓာကြီးကိုခေါ်တာခုတော့မရှိတော့ဘူး အဲ့ဒါမင်းတို့တော့များသွားပြီ မများဘူးလေ မင်းတို့တော့များသွားပြီ ဟော ဒါမလုပ်တဲ့အရာတွေမလုပ်အောင် ဘလို့မလုပ်သင့်နေရလေ ဟုတ်တယ်လေ လုပ်သင့်တဲ့အရာလေဓာကြီးတွေနဲ့ပြည်သူဒုက္ခပေးနေတာလေနော်တိုင်းပြည်ပေါ်စေတနာလုံးဝမရှိဘူးကိုတို့စားကစား ရအဲ့ဒါじゃမင်းမှားသွားပြီကွာတိုင်းပြည်ကိုစေတနာရှိလို့တိုင်းပြည်ကိုချစ်နေလို့ရောက်သေးကြကန်ဒီအလိုကနေဆွဲတင်ထားတာ ဟာဆွဲတယ်လူ ဟော ပြောချ ချ
တွန်းချလာဘာမှစေတနာရှိလေ ဟေ့ငါဘဘကကြောဆွဲတင်ထားတာ ဟောလုံးပြန်ပြီ ဟာမင်းငါဘဘကကြောဘလောက်စေတနာရှိလဲမသိဘူးအခုဆိုရင်တနိုင်ငံလုံးမှာရှိတဲ့နေရာတို့ကြည့်လိုက်နော်အခုရန်ကုန်မြို့ပဲကြည့်လိုက်ကွာတရားတွေစောက်ပြီးတယ်ချောင်းတွေစောက်ပြီး ဟောအေးမဟုတ်တရားဆိုလို့ကျွန်တော် တရားတွေစောက်တယ်ချောင်းတွေစောက်တယ်ငါတို့မဒါကုတူကောင်းမှုလုပ်တယ် ကျောင်းတွေမဆောက်ပါဘူးကျောင်းတွေဘုံကျဲတာပါကို ဒါလည်းလုံနေကြဟေ့ဘုံချောင်းတွေဘုံကျဲ ကျွန်တော်ပြောပြမယ်အခုတို့မလာအခုတရားဆောက်တာ ဟုတ်တယ် မလာတရားတွေပဲမြင်ဘူးလားသူဒီရက်စီမှာမတင်ဘူးတင်တယ် ဟေ့ DSC ကိုမစော်ကားနဲ့ ဟောဒုက္ခ DSC မှာ ဟုတ် အင်ဂျင်နီယာတွေစေဘိုတွေ အေးမဟုတ် စေဘိုတွေ ဟုတ်တယ် အကုန်လုံးတော့တာပါရဂူကြီးတွေ မသိတယ်အဲ့ကောင်တွေခိုးဖို့လောက်ပဲသိတယ်ဟုတ်ဒီတရားကိုသူတို့မမြင်ဘူးလား ဘာဖြစ်လို့မင်း ဟုတ်ရန်ကုန်နဲ့ဒလားကိုကူးတဲ့တရားကိုဘယ်လိုစောက်ထားလဲအခုဒီမှာကြည့်လိုက် ကြပြ နော် ပြ ဒါကတရားလားစကိတ်ကွင်းလားရေလွာချောလားကဲဒါစစ်တဲ့ရဲ့ဟာနော်ဘလောက်တောင်ကျွမ်းလဲကဲဒါမှကြည့်လိုက် ချက်ဖို့ကောင်းလိုက်တော့ကွာ ဟုတ်မလာရောတရားတွေပဲမြင်ဘူးလားဒါတရားလားစကိတ်ကွင်းလား ချက်ဖို့ကောင်းလိုက်တာကွာအငယ်လိုက် တရားမှမသိစကိတ်ကွင်းမှမသိ ရပြီနော် ရေလွာချောမှမသိ DSC ကနေထွက်တယ်နော်စေဘိုတွေရောနော်အင်ဂျင်နီယာမူးတွေရောကဲကွာမင်းတို့ကြည်စမ်းကွာပြောခဲ့ရပြီ ရှေ့မှာစောက်သွားတဲ့တရားတွေရှိတယ်ဗျာအကျိုးတရားဘာတရားညာတရားမမြင်ဘူးလားသူ ဟာကွာ တရားတော်မမြင်ဘူးပဲနဲ့တိုင်းပြည်ကိုမဟုတ်ကျုပ်ချင်တယ်လို့ အခုကသူပြတော့မှာပဲငါလည်းကြည့်ပြီးတာကွာ စကိတ်ကွင်းလားရေလွာချောလား တရားနဲ့မတူဘူးကွာခလေးလီစော့တဲ့ရေလွှာရှောစီနဲ့တူနေတယ် ဒုက္ခ လို့ ပဲရေလွာချောကပြည်သူရင်မင်မာလို့ဒုက္ အ ခ ရှက်လိုက်တာ ဘယ်ကဘယ်လိုမောင်းမယ်အဲ့မှာ ကိုမျက်နှာလားကိုဘာနဲ့မှမလုပ်ချင်တော့ ကျွန်တော်မဟုတ်ဘာမှမလုပ်ချင်ဘူးမလုပ်နဲ့အကိုဟိုကလုပ်လိုက်ငရုတ်ရည်နဲ့တော့ပတ် ဘူးမရိုင်းလိုက်လားငရုံတော့ငါမျက်နှာငါအထိပါဆိုလို့ငါဘာမှမလုပ်ချင်ဘူးလို့ပြောတာ မ ပေါ့ ဟုတ်လေငရုတ်ရည်နဲ့တော့ပတ်လိုက် ကွာရှက်ဖို့ကောင်းလိုက်တာကွာရှစ်အင်ဂျင်နီယာမူးတွေမင်းတို့ဘာတွေလုပ် ဟုတ်တယ်အကိုအစားကျွန်တော်ရှက်တယ်အကိုညနေအောင်ဖင်ပြောင်းထားလိုက် ဟဲ့မရိုင်းလိုက်လားမျက်နှာဖိပြောင်းလို့ရမလား အုပ်ထားလိုက်မပေါ်တော့ အခုမှငါတတိယတော့အဲ့ဒီ project ကိုဘယ်တော့မှစတာ ကိုအဲ့ဒါအရင်အစိုးရအရသားအစိုးရလက်ထက်စတာဒါပေမဲ့အဲ့ဒီအရင်အစိုးရလက်ထက်ကစောက်မဲ့တရားပုံစံဒီပုံစံမဟုတ်ဘူးစကားစအခုဂမူးရှူလို့နဲ့ဟလာရေလွာရှောမှမသိနော်တရားမှမသိဒီဘာလဲစကိတ်ကွင်းမှမသိစောက်လိုက်တာလေအဲ့ဒီချင်းတိုင်းပြည်ကိုမုန်းချုံနေ ပြောခံ ရှက်တဲ့လဲသေးလို့ရတယ်ကို ပြောခံရ နော်တွားကြည့်လေ အောင် နော် ကြည့် ရန်ကုန်ကလူတွေပိုနီးတယ်တွားကြည့်လို့ ရန်ကုန်ရန်ကုန်မှာလှုပ်ထားတာကြည်စမ်းမအောင် ဒီကစီမှာတရားအကြောင်းတွေမသိဘူး မတင်ဘူးလေ မ तू သိဘူးနော်ဒီ လူတပ်ဖို့ကိစ္စပဲတင်တယ် တိုက်တာနော် ဟေ့ ဖွက်တာကိစ္စဟုတ် ဒီအချင်းနဲ့တရားနဲ့ဘာဆိုင်လို့လဲကွာမင်းကလေ ပခုံးကကြောက်တယ်ဗျာအပွင့်နေအဲ့တရားကြီးတည်းရှိတယ်ဗျာဒါပေမဲ့တရားကိုမမြင်ဘူးအဲ့ကြောင့်စာသင်လို့ပြောတာ အေးအဲ့ဒါမင်းတို့ပြောရမှာဟိုနေ့ကပဲဖဖကကြောကပြောခဲ့တယ် ဘာပြောလဲ ပညာမတတ်တဲ့သူမို့လို့အချမ်းဖက်လောက်ရက်တွေကိုလှုပ်တာတဲ့ပညာတတ်အောင်စာသင်ပါ ဟုတ်ကျွန်တော်ပြောပြမယ်မသိမချင်းမှတ်ထားလိုက်ပညာတကယ်တက်တဲ့ကလေးတွေကအခုတောထဲမှာလွတ်မြောက်နေပြီမှာတိုင်းပြည်တွေအလုံးလုံးတယ်အဲ့ဒီပညာမဲ့တွေပဲရွာတွေကိုဘုံကျဲတယ်လူတက်တယ်မီးရှို့တယ်အဲ့လိုကောင်တွေဘယ်ရထွက်လဲဆိုတော့ဒီ DSC တို့ဟလာ ODS တို့ဟလာဘာတက္ကသိုလ်ညာတက္ကသိုလ်ပေါ့နော်အဲ့စစ်တပ်နဲ့ပတ်သက်တဲ့ဒီတက္ကသိုလ်တွေကပဲထွက်တာများတယ်နော်နောက်ဟိုပါလေလေ့ကျင့်ရေးအကြောင်းတော့အဲ့ကထွက်တဲ့ကောင်တွေ ညာမ အ ကြီး ကျန်းဖက်ကအဲ့ကထွက်တာအခု ကြားတယ်နော် ဟုတ်တယ် တရားလေးတစ်ခုနဲ့အပြောခံလဲတာရစရာမကြည့်ဘူး ဒါတော့မတွေ့ဘူးနော် ငါပြောနေတယ်လို့ အားမြလေထဲမှာဟိုကထုတ်မယ်ဒီကထုတ်မယ် ငါပြောနေတယ် ပြောစဉ်းစားကြည့်ကွာမင်းတို့ကလေတရားတော်မမြင်ဘူးလား तू ပြောသလို ရေလွာချောမမသိ တော်ရက်ဆက်တယ်ကွာရှစ်စရာကြီး ဒလာလူတွေဆိုရီတာတဲ့လား ဘလို့ယူ ဒါကြီးကတရားကြီးလားရေလွာချောကြီးလားရန်ကုန်လူဆိုတော့ကြည့်ထူးဆန်းတရဝါလိုမျိုးလေ ဟိုအဲ့ တော့ကြည့် ဒီအောက်မှာငါတို့ကအိမ်ဒီပါတွေစောက်အောင်ပါကွာဒီလိုကွာအိမ်ဒီပါတွေစောက် ကို အောင် အိမ်မဆောက်နဲ့အဲ့လိုတရားဆိုအောက်မှာရေခဲတိုက်တာဆောက်လိုက်တော့ ဘာဖြစ်လို့ရေခဲတိုက်စောက်အောင်ပါ ကိုဒီလိုတရားဒီလိုကြီးလေအဲ့ဖုံမဲကြရင်လို့အဲ့မှာမအားလာလို့လင်မယားအဲ့မှာရေလွာချောစကိတ်လင်းတို့ရီးလို့ဟောစကိတ်နဲ့ဖွင့်မှတည်တယ်တရားကိုနော် မရိုင်းလိုက်တယ်ကွာ စကိတ်စီးပြီးတော့ ရှစ်လိုက်တာ တတိတော့ဒါလို့မျက်နှာအကာတွေပဲလှုပ်တယ်သွားတယ်ပဲကျွတ်တတ်တယ် ညနာတစ်ချက်တော့ပြန်တာဒါပဲ ဖင်နဲ့ထည့်တာလေးကိုဟုတ်မမြင်ရတော့ဘူးမမြင်ရတော့ တော့များပါရင်တော့ဟဲ့ ဖော်ကင်းတော့နီးလာပြီနော် မျက်နှာကွာမျက်နှာ ဟောမျက်နှာနော်ဒါချန်စီကိုထုံးတုတ်တာ ဟဲ့မြစ်ဒါစောက်ရမှန်ရဝိုင်း ပြောပြတာလေးကို စောက်ရမှန်ရဝိုင်းနော်ဟာငါတကယ်တော့တင်းသွားပြီနော် တင်းလိုက် ဟဲ့မင်းတို့ကောင်လေးလေ ရဲလာ ရဲလာ လိုင်းကြီးကောက်မလို့ လိုင်းကြီးကောက် ဟုတ်တယ်ရဲတွေလိုင်းကြီးကောက် မင်းတို့ကောင်လေးတော်တော်များသွားပြီ ဟော မင်းတို့တကြားလို့ခြုံနေလို့မရတော့ အဲ့တော့ဘာဖြစ် မင်းတို့တမာလို့ခါပေးမှရတော့ လဲမိုင်းလိုက်လားတမလို့ဟောတမချင်းတုံး တမာသေးလေးလေးစားလို့များ တရားကြီးကမြင်တာလားကွယ် ဟဲ့ စကိတ်ကွင်းဟုတ်နော်တရားနဲ့မဆိုင်ဘူးနော်
လက်လွန် တမလို့ကားပြီးရစကားအဖြစ်ပြကြတာကွာမင်းတို့တရားလို့ချိုး ပေးတရားဆိုကျွန်တော်ပြောမယ်အခုဟိုလေဖြူဘက်မှာဒီဇေယဝတီတရားဆက် တည်တယ်အမှငါးကောင်လည်းရှိတယ် ဟုတ်လား ဟုတ်တယ် တရားဆက်နာမှာနဲ့ဗာလဲနောက်ဟိုဘက်စားခွင်းဂိတ် အမှငါးကောင်လည်းရှိတယ်ငါးကောင်လည်း တရားဆက်ဂိတ်နဲ့စားခွင်းဂိတ်နဲ့ မင်းသွားလို့မရအောင်ငါးကောင်လည်းကြာရေးပဲ မနေ့က PDF ကဝင်ကြိတ်တယ်၄កောင်သိသွားတယ် ငါးကောင်လည်းလက်တော့ရတဲ့ ပြရတယ်သိပြီးသားပဲဟုတ်တယ် တေးဝလား ၄កောင်သိတယ်2កောင်တန်ရရသွားတယ် ဟာ အဲ့တရားဆက်နာမှာ ဟာဒီကောင်လည်းဟဲ့မင်းတို့ကားတွေပြီးလိုက်လေမနိုင်ပြေးပေါ့ ကားတွေကသူတို့မောင်းလို့မရတော့ဘူးလေ ဘာဖြစ်လို့မောင်းလဲ PDF ကကားပါတိန်သွားတာကားပါတိန်သွားတာဟာ လုံးဝကြီးကွာ အဲ့မှာကိုကကားတွေကိုဒီ PDF ကချိုးမိန်သွားတိန်လိုက်တဲ့အခါမှာချိုးမိန်တော့မသားတွေဖြစ်သွား အဲ့ဒါမချုံမေဘူးလေကွာအဲ့ဒါခါသွားတာ ခါပါနော်တမမသားတွေ အေးမင်းတို့ကောင်လည်းတကယ်ကိုတမလို့ကျင့်သုံးမှရတော့မယ် တမလို့တမရွက်စားပါမောင်လေး များများပြောက်တယ်ဟေ့ ဟောအဲ့ဒါကိုဗစ်နော်ကိုဗစ်ဒါကိုစစ် ဟာတော့ညာဝကြီးကွာ မများဘူးလေကိုကလည်း ဟေ့ငါပြောပြမယ်အဲ့ဒါလေငါတို့ကနေဆက်ဘက်ကိုမဲနေတဲ့အချိန်မို့လို့ ဟောနေဆက်ကို မင်းတို့အဲ့လိုရပါ နေဆက်ကိုမမဲနဲ့နေဆက်ကအကုတ်ကောင်တွေပြာနေပြီ ဟေ့နေဆက်ကငါကောင်လည်းမပြဘူး မဲနေဘူးတော့သူတို့တော့မပြဘူး မင်းကထင်လို့ပါကွာတက်မလေးပဲချမ်းမှာငါအကုန်လွတ်ထားပြီသား ပြောပြလိုက်ပဲပြောပြလိုက် တက်မလေးကဲမင်းတို့ဗါလဲ KNU တက်မလေးလားအမဒဝဲတီကီတကြောငါကောင်လေးမင်းတို့တက်လာလို့မင်းသေပြီးသားမှတ်တော့ဟေ့အပီလိုမင်းတို့တူ ဟောဟိုသဒရာကြီးပေါ့မှာသဒရာကြီးပေါ့ ဟေ့တရာကြီးပေါ့ မို့လေဒလသဒရာကြီးပေါ့ ဘလို့တရာနဲ့မဆိုင်ဘူးငါပြစ်တာဟိုဒီလိုဆက်ပြစ်တာလေ ဟိုကျွန်တော်ပြောပြလိုက်အခုလဲသေးကြီးသိပေါက်သွားမယ် ပြောတယ် ကဲဟိုခုနပြောတဲ့ဒဝဲထီကြီး ဟုတ်တယ် အဲ့ဒဝဲထီကြီးလမ်းကြောင်းပေါ်ကအခုလိုစားကားစားတွေထိုင်နေ body နဲ့စကန် အခေါ်တယ်ပဲ KL လေးတိမ်သွားပြီ KL လေးတိမ်သွားပြီနော်ဘလို့အမလေးတော့ချီးစရာတော့မကြည့် အမလေးဘွားတွေကနော်အမလေး ဘူး body နဲ့တိမ်သွားပြီ အဲ့ဘွားတွေကပြဿနာမရှိဘူးရတယ်ဘာယူအဲ့စခန်းနဲ့တိတ်မကွာပါငါတို့ငရဲနေစခန်းရှိ ငရဲနီ အဲ့မှာအထိုက်စခန်းချတာ ငရဲပြဖြစ်သွားပြီ ဘာလို့ငရဲ ငရဲပြဖြစ်သွားပြီ ဘာလို့ငရဲပြ အဲ့ဒီငရဲနီစကန်အကိုကောင်တွေက အာ ဒီ KL လေးလို့ PDF တို့ကလာတော့မတိုက်ရသေးဘူးစခန်းရှိတဲ့ချင်းသားအကုန်လုံးပြေးတာ ဘယ်ကိုပြေးသွားတာ ဟောဘယ်ရှိမထိုင်းဝင်ပြေးတာဗော အာလောက်ပြပြီကွာငါကောင်တွေကလေဒီလိုထိုက်သွားကျင်တာများစစ်တပ်တွေဝင်ရတယ်လို့ ကိုတို့ကပေါ်တာလိုက်ဆွဲတာလေ ပြောပေါ်တာထဲပဲပြောတယ်ကွာစစ်တပ်တွေဝင်ရတယ်လို့ကွာမင်းတို့ကလေ ကိုမဟုတ်အဲ့တော့ဟိုကလှုပ်လိုက် မင်းတို့သွားကျင်တယ်ဆိုပြောငါပို့ပေးမှာပေါ့ထိုင် ဟိုကလေနောက်ရှေ့တန်းထွက်မယ်ဆိုခုနကကျွန်တော်ပြောတယ်အရင်တော့ပြောရလေ passport တို့ visa တို့ပါလှုပ်ပေးလိုက် ဘာလို့လုပ်ပေး ။အော်ဟိုဘက်ကန်းကူရင်အလုတ်တစ်ခါရဲဆင်းလို့ရတယ်လေ အလုပ်လုပ်ချင် ။ပယံဆိုင်တွေပါလေ အပြောင်း ။အော်ဟုတ်တယ် များသွားပြီတော့မင်း ။မ တို့ များဘူးလေထိုင်ကိုတော်ကြီးရလေ ထိုက်ဘာတော့ထိုင် ။ ကို တမင်္ဂလင်ခိနေ တော်တော်များသွားပြီ ။မများဘူးလေကွာ ဟာရတယ်ဖားကတ်မှာရှိတယ်ငါကောင်တွေပွဲချခန်းလိုက်ရောက်နေမင်းတို့ဒီတဲ့ပိုချမ်းတာ ။ဟာ ဒီတဲ့ပိုချမ်း ဖားကမော်တယ် မော်ရဲကောင်တွေငါကောင် ။ဟိုပွဲမကျန်းတော့ဘူး ဘာဖြစ်လို့ ။ငရဲလန်းကိုရောက်သွားပြီ ဟဲ့လာမလိန်နဲ့ဖားကတ်မှာငရဲလမ်းမရှိဘူးဖျောင်းနိုင်လမ်းပဲရှိအာ ။ဖျောင်းနိုင်မဟုတ်ဘူး။ဟိုဖျောင်းနိုင်လေးတွေကြိုင်ပြီးတော့ငရဲပြီကိုဆင်းသွားတာ။ငရဲပြီဆင်းသွားတာ ဘာလို့ ။ဖားကပေါ်ထဲမှာအကုတ်ကောင်တွေပွဲကျန်းတယ်မလား ဟုတ်တယ် ။ဟုတ်ပြီ။မိန်းနေဟာမိန်းကောင် ငါ ကြီး ကောင်မင်းကောင်တွေကွာဆရာကောင်တွေပဲအဲ့မှာရှိရကောင် ။အဲ့ကောင်တွေကို KIA ကအခုဝင်ဖြုတ်သွားတာ။ဝင်ပြီးရှင်းသွားတာ ဟာလား ။ဟုတ်တယ် ဟာတော်တော်များသွားလား ။တိတ်မများပါဘူး။အကောင်20ကျော် ဟာယောအကောင့်20ကျော်များတာဗောကွာ ။နဲတယ်လေကွယ် အဖေကနေရမှာလေကွာအကောင့်20ကျော်များတာဗော ။ရင်တော့ယာနဲ့ချီသေး ဟာကွာနေဆက်တွေမှာတေးတယ်ကွာနေဆက်တွေမှာတေးလိုက်လက်နဲ့တွေချလိုက်နော်မနေ့ကပဲကြည့်တကြားစက်မှာပဲတေးတယ်ကွာ ဘော်ဒီနယ်လည်းမရှိ ဘော် တော့ ဒီနယ်မရှိတော့ဘူးနော်ငရဲမလူကလည်းထွက်ပြေးတယ် ဘလို့ငရဲဘလူငရဲနီ ဟောငရဲနီလား ငရဲဘလူကအကိုစားရမှာ ဟောငါစားချင်တာတွေရှောက် ဒုက္ခပဲ အေးငရဲနီကလည်းထွက်ပြေးတယ် ကုန်ပြီ ကုန်ပြီကွာဘာမှတော့မကြံတော့ဘူး စစ်တပ်မှာတော့ဆိုင်းဘုတ်ရေးထားလိုက် ဘလို့ရေးရ ဒါကောဝင်ဖျားပုံပြန်မယ် ဒါကိုဖြတ် ICC ရဲ့ကျိုးစင်ကိုအဲ့ကိုရွှေ့ပေးတာပဲ ထား ဒါကြီး ဟာ နော် တော်အင်မတန်မကိုညံ့တာ ညံ့နော်အင်္ဂလိပ် မဟုတ်လေများတာ ဒရာမမသိစကိတ်ကွင်းမသိတော့စောက်တတ်တာပဲနော်တိုက်တိုင်းရှုံးတာလည်းအပြစ်မရှိပါဘူးကို ကွာ ကိုအဲ့ကောင်နဲ့ဒရာမမြင်ဘူးလို့ဖြစ်မယ်နော် အဲ့ကိစ္စကိုမဖော်နဲ့တော့ကွာ ဟောဖော်ရမှာပေါ့အကိုမဟုတ်တယ် ဖော်နဲ့ကွာခဏခဏမပြောနဲ့ငါရှက်လုံးလုံး သွားပြီကုန်ပြီ ဟာဒါတက်မတွေကအလုံးမလုံးတာကွာ ကိုတက်မအ တက် လုံး မတွေကိုအလုံးလောက်ခိုင်းမှုတော့ငါပြောမှရတော့မယ် တက်မတွေမှာစစ်သားမရှိတော့ဘူးချင်းချောင်းမရှိတော့ဘူး အများကြီးပဲရောက် ဟာဆိုင်းဘုတ်တွေ တဘိုးကြီးပဲမင်းဟာ အေးလေ ဟို ဆိုင်းဘုတ်နဲ့နေရာပဲရှိတော့တယ်အခုဒုက္ခပဲ စစ်သားတွေတဘိုးကြီးပဲ တက်မတွေအခုအလုံးမလုံးဘူး ဘာလို့အလုံးမလုံး လုံးမလို့တော့ဒီတက်မ33တက်မမူကိုကိုတို့စားကစားရာလူချလိုက်တယ် အေးလေဟိုတနေ့ကချလိုက်တာလေဒါကတော့အပြောင်းလဲလှုပ်ချင်လို့လှုပ်လိုက်တာကွာ တုံးချေယောက်ျား တောင်းချယောက်ျားအေးရော
တက်ချုပ်ကြီးကချလိုက် အေးအဲ့ကာချုပ်ကရာ အဖကချုပ်ဦးမင်းအောင်လိုင် ဟာအဲ့လောက်မခေါ်နိုင် ကိုလိုင်ကြီး အဲ့လောက်မခေါ် အ နိုင် န်ကယ်လိုင်ကြီး စာမတက်ပေမတက် စာမတက်ပေမတက်လိုင်ကြီး လေတဲ့ကနေအီးထုတ်မယ်လို့ဟာတော့ဟုတ်တယ်အဲ့တမတ်33ကဒီတမတ်မူကိုရာထူးကဖြုတ်ချလိုက်တယ် ဒါအကြောင်းရှိလို့ကွာ အဲ့ဖြုတ်ချလိုက်တဲ့အတွက်တချို့ချင်းကြားတွေကမကျင်တတ်ဘူးနော် ဟမ် မကျင်တတ်ဘူးမနေ့ကအဲ့ချင်းကြား33កောက်မနေ့ညနေဘယ်နှစ်နာရီအဲ့3နာရီလောက်မှာဒီ33កောက်3နာရီလောက်မှာပဲတမတ်33တမတ်33ဆို3កောက်អော်ပြီးသေသွားတာ ဟေ့ ဟုတ်တယ် ဘလို့သေးရ ချင်းကြား33កောက် အေး ညနေ3နာရီလောက်မှာ အေး တမတ်33တမတ်33 3កောက်អော်ပြီးသေသွားတာ អော်တဲ့ကောင်တွေက သေသွားတယ်လေ အေးတေသွားတယ် ဟွန်း မင်းတို့ပြစ်လိုက်လို့တေတာမဟုတ်ဘူးလား ဟိုအဲ့ អော်တဲ့ချိန်မှာပဲ PDF ပြစ်လိုက်တာသေသွားတာ ဟိုတတ်မှတ်33 33လို့ပြော 3နိုင် 3နိုင်မှာ မင်းစိတ်ထဲမှာငါတို့ကတေတာတော့ရေရာချေပြီးတေတယ်လို့မင်းထင်တယ် ဟုတ်တယ်အခုအဲ့သေသွားတဲ့ကောင်နဲ့ငါးရတယ် အေးမစိုးဘူးနော် ဟွန်းဟွန်း ဘာတိုင်လဲကွာ 33အတွက်ကိုသူကြေကွဲတာဗျာ33အတွက်ကိုကြေးတာ33ကြီးဆုံးမြုပ်တော့မယ်ဆိုတော့ကြေကွဲတာ 33ကောင်တွေអော်ပါဘောကွာမင်း 33ကောင်လည်းမရှိတော့ဘူးလေကွာလေမရှိတော့ငါးသူ့စားអော်ပြီ တော်များသွားပြီ သွားပြီနော် ဟာ ငါလည်းပြပြဖြစ်ပြီ တာပြီတော်ထိတယ် တော်ထိတယ်နော် ခံစားရ ခံစားရတယ်နော် ခင်ဗျားတို့ကျုပ်တို့ဘောမာနေတယ်ဆိုတော့လေတပ်မတော်ချစ်လို့ဗျတိလား ဟုတ်တယ်နော် တပ်မတော်ကလေစောက်တလွဲတွေလောက်တာလေကျုပ်တို့မခံနိုင်ဘူး စ ဗျ ကိတ်တရာကြီး စကိတ်တိုက်မပါနဲ့တော့လို့ ဟေး အဲ့ဒါကြီးပြောနေ ရှီလာချောတရာကြီး မပြောနဲ့တော့ ဟု လို့ တ်အဲ့ဒါဒလာလို့ပြည်သူရင်နေမဟုတ်ဘူးလို့ ဟာကွာ ဟိုက်အောင်လားကို အောင်လားတို့ မဟုတ်လေ ခံစားနေရလားကွာ ဟောအေး မပြောင်းနဲ့လာပြီးတော့ ခေါင်းထိုးပြောက်စေတော့လေကို ခေါင်းကိတ်ပြောက်စေပါဘယ်ကိုခေါင်းထိုးပြောက်စေလို့ ဝင်းတစ်လုံးကောင်းရင်ခေါင်းမခဲဘူးတဲ့ကိုမကြောက်ဘူးလား ဟာခုမှဟိုမင်းတို့ပြောတယ်ဗါတပေါင်းစကားနဲ့တော်တော်မှန်းနေ ဟောဟိုနန်းကြီးတစ်ပေါင်နဲ့ကရဲဖေးကြီးကျော်သူပတ် တပေါင်းပြောတာမဟုတ် ဘယ်တစ်ပေါင်လဲ စကားပုံတပေါင်း ဟော ပြောတယ် ပြောရပါတစ်ပေါင် မီးကုံရမ်းကုံရိတ်ခကုံတက်သွင်းတပုံထားလိမ့် ထားတော့မှာဗျာ လမ်းနာပါ ထားတော့ ဘယ်ဦးနာမှာလို့ တက်တွေးသဘုတ်ထားတော့မယ်အခုတရင်မှုတွေဒူးဘုံမူကြီးတွေဘုံမူကြီးတွေအခုပုံကန်တော့မယ်ပုံကန်တော့မယ်အဲ့ဒါလည်းဒီစကစမအားလားမကောင်းလို့ ရောက် ပုံကန်တော့မယ် မြောက်လေ ဒါပေမဲ့မိုက်တယ်အဲ့လိုပုံကန် share ပဲ ဟုတ် share ပွဲလှပြီ ဟုတ်ဘာလာမကောင်းလို့မပြောအောင်ငါအန်ကယ်လိုင်းကြီးကဘာတော့လို့ အနေလိုင်းကြီးကဟိုအမိတ်ထုတ်လိုက်တယ် အန်ကယ်လိုင်း အန်ကယ်လိုင်းကြီးကအမိတ်ထုတ်လိုက်တယ် အေးဘာတော့လဲ ဒီတက်ထဲမှာရှိတဲ့တရင်မှုတွေဒူးဘုံမူကြီးတွေဘုံမူကြီးတွေနော်အဲ့သူတို့ရဲ့ရွှေမျိုးစင်ဆက်မှာ NLD ပါတီဝင်တို့ PDF တို့ CDN တို့ရှိလားရလို့ရှိရင်ယာတို့မတိုးပေးဘူးယာတို့ကဖယ်ရှားမယ်အဲ့လိုပြောလိုက်တော့အခုတိုင်းမှုတွေပုံကန်ပြီပုံကန်မယ်ဒီမားလာအမျိုးရွှေ90မျိုး90မှာရော NLD ပါတီဝင်ရှိလား PDF ထဲရောရှိလား CDN ရောရှိလားအဲ့ဒါသူတို့စုံစမ်းမယ်တဲ့အပြန်အလှန်စုံစမ်းမယ် ဟာမဟုတ်လေအဲ့ဒါလွတ်လို့မရဘူးလေ ဟောဟိ ဟို ငလိုင်းဂျွန်းထိုးကြီး ဟိုအဲ့ဒါအန်ကယ်လိုင်းကြီးက တော့မှအခု နေမလွဲနေပြီ တိုင်းမှုတွေစုပြီးပြီစုပြီးပြီ ကိုယ့်ဘက်ကိုပြန်ပြီးတော့ညာဦးလှည့်လာနိုင် လှည့်ပါနော် တိုင်းမှုတွေကလည်းအဲ့လိုမလုပ်သင့်ဘူးလေ လုံးရမယ်လေကိုကလည်း ဘာလို့လုပ်ရမှာလို့ ရွှေမျိုးစင်စက်ကိုလိုက်ရင်တော့ဒါရှိရင်ရှိမယ်လေပြောလို့မရဘူးလေကိုကလည်း ဟိုငါဖ ပြန်လိုက်မယ် အွန်လိုင်းကြီးရဲ့ရွှေစင်မျိုးဆက်9ဆက်မှာကွာ อืม တကယ်လို့များ CDN လောက်ခဲ့တဲ့လူ PDF ထဲကပါတဲ့လူ NLD ကပါတဲ့လူများတွေ့ခွလို့ရှိရင်ငါအန်ကယ်လိုင်းကြီးကိုဘာလုပ်မှာ ဖြုတ်ချမှာနော်အရင်ကနေဖြုတ်ချနေရာကနေဖြုတ်ချအခုလာတော့မယ်နော်လမ်းမော်တက်ပြီးတော့တရင်မှုတွေနော်ဒူးဗာလေဒုတိယဘုံမူကြီးတွေဘုံမူကြီးတွေ ဘိုးချုပ်တွေ ဆန္ဒပြရင်ပြမှာနော်ဘိုးချုပ်တွေပဲပြမှာ ဟာဆန္ဒပြလို့မရဘူး မအားလာကိုဖြုတ်ချရေး တို့ရေး မအားလာကိုဖြုတ်ချရေး တို့ရေး ဟုတ်တယ် ကျွန်းသွားမယ်နော်အဲ့ဒါ ဘကျွန်းနဲ့ဘိုးလာတော့မှာ အဲ့ဒါ စေရုံးပါလေအခုကြိတ်ဖြစ်နေပြီ စေရုံးမှာ ပြည်သေးမှာလေကြိတ်ဖြစ်နေပြီ ဟာ တက်ရေးတွေမှာလေကြိတ်ဖြစ်နေပြီမအားလာကိုပြန်စုံစမ်းမှာ အဲ့လိုမျိုးနဲ့စုံစမ်းပြီးတော့ဖြုတ်ချလိုက်မယ်ဆိုရင် သွားပြီလေ ပြီးသွားပြီနော် ခိုးပြီတော်လိုင်းအောင်တက်တွင်းတပုံထပြီတာပြီနော် အော်မြန်ဖြစ်ပါစေ ဟောဝမ်းတာရဗျာ ယော အတကယ်ကြီးနော် ဟုတ်ငါရောင်ပြီးထွက်သွားတာကွာ အယောင်ကောင်းကြီးဖြစ်နေတယ် ရောက်သွားတာကွာကြီးအဲ့လိုမဟုတ်ဘူးဟို ဟော တော့ အမောအဲ့လိုမျိုးကများကျွန်း အကယ်လိုက်ကျုံသွားတာကျုံ ကျွန်းမစီအဲ့လိုမျိုးကျွန်း မကျုံ ဟိုကျွန်းလားမကျွန်းလားအရေးမကြီးဘူးအမန်းဒီမားလောက်ဖြုတ်เสียချင်းလေဖြုတ်လိုက်နော်ဟောချင်းချကုန်ပြီလေကို ပြဘာကုန်ကြလို့လဲကွာတပုံကြီးပဲတနိုင်ငံတော့အများကြီးပဲ ဒုက္ခပဲအခုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြောလိုက်မယ်နော်မေလတစ်လထဲမှာအခုကိုတို့ပဲဒီချင်းချနော်ပြူစောဒီနော်ကျန်တဲ့ကောင်တွေရောနော်ရဲတွေရောအလင်းဝင်တာ ဘာဖြစ်လဲ 85ယောက်ရှိတယ် အလုံးတော့တာ တစ်လထဲမှာနော်85ယောက်သေတဲ့မသားတွေကိုထဲမပြောသေးဘူး တိတယ်တာမပြော သေသွားတဲ့အာသုဘတွေကိုမပြောသေးဘူး မပြောနဲ့ တနိုင်ငံလုံးတိုင်းတာမရှိတော့မနေ့ကတောင်တာတိုက်ပွဲမှာနော်3កောင်သေးတယ်တကောင်အရှင်မိသွားတယ်
လက်နဲ့ခဲရနေအများကြီးပဲအခု PDF ဘက်ကတိမ်သွား မင်းတို့ကလည်းကွာအဲ့လောက်ထိမလုပ်သင့်ဘူးလေကွာ ဟုတ်ပြီ မရှိပါဘူးဆိုမှမင်းတို့ကလည်းကိုနိုင်နေလုံနေကြ ဒါပေ တယ် မဲ့အခုဟိုကတော့တခုတော့ရှိတယ်အခုချင်းကြားတယ်နဲ့ရေကူးလေးပဲတင်ပေး ဘာဖြစ်လို့ မနေ့ကအဲ့တောင်သာတိုက်ပွဲမှာတိုက်ပွဲကနေထွက်ပြေးတာဒီတိုင်းမပြေးဘူး ဘယ်လိုပြောလို့ စင်တဲဝချောင်းရေကူးပြီးထွက်ပြေးတာခုနှစ်ကောင် အော် စကမေးတော့မရတော့ တေသွားလား မရှင်းလားရင်းနေပြီးတေသွားတာ တိုက်ပွဲမတိုက်ပဲနဲ့ရေးနေပြီ ချင်းကြားရေတက် တေပါစေ နော် တေပါစေအဲ့လိုကောင်မျိုးတေပါစေ ဘာဖြစ်လို့လဲ ဟိုငါအကယ်လိုင်းဘက်ကမှကိုမတိုက်ပြီတော့ဒီကောင်ကြောက်ပြီးထွက်ပြေးတော့တေ ညနေခဏတော့ကျွန်တော်ရပါပြီ ဘာရလဲ ချင်းကြားရေနစ်351 ဟာ 351ချင်းကြားရေနစ်351 ရပါပြီ ဟုတ်တယ်ကို ရပါပြီကျွန်တော်များပါပြီ ကိုရေကူးလေးတင်ပေးစစ် ရ တယ် တင်ပေးစရာအကြောင်းမရှိဘူးရေတက်ရှိပြီးသား ဩ နော်ရေတက်ရှိပြီးသား ရေတက်ကတော့ဒီရေကူးကျွမ်းတယ် ရေကူးကြောင်းပြီးသား ဒီမှောင်ခုံးနဲ့သူကနီးစက်တယ် ပင်လယ်ထဲမှာပဲနေတယ်ဘောပြန်မတက်တော့ တဲ့ဟုတ် ဟေ့ ဟုတ်တယ်လေ ဘောင်မခုံနဲ့နေကြတယ် ဟောကြီးတဲ့ကြတော့ဆိုရေမကူးတယ်နော် ကြီးတက်ကတော့ရေကူးတက်မလားကွာကြီးတက်ကတော့ကုန်းမချပါဘူး ကုန်းပေါ်မှာတည်တယ် ကုန်းပေါ်မှာသေးတယ်ကုန်းပေါ်မသေးဘူးလေ ဟုတ်တယ်ကုန်းသေးရေသေးလေးသေး ဟာမရိုင်းသွားတော်တော် ရိုင်းလေကိုကလေ ကြီးတော့မေကြီးလေစော်ကားဟဲ့လား ဘာဖြစ်လို့လဲ နော်ဟာကြီးလေစော်ကားဟိုရေတက်ကမင်းတို့ကြောက်ဖြူမှာကြိတ်နေ ကြောက်ဖြူမှာ တညာရေတက်စကန်ကကြားဘူးတယ်မလား အခု ငါကောင်နေကြီးပဲ ကြောက်ဖြူမှာအဲ့တညဝတီရေတက်စကန် ကြားဘူးလား တင်မောပဲကြံခဲ့တယ်နော်တင်မောပဲကြံခဲ့ရေတက်ကအဲ့သူ့မိသားစုတွေအားလုံးကိုခေါ်ပြီးတော့နေရာတွေပြောင်းကုန်ပြီပြေးကုန်ပြီ တင်မောကြီးပဲကြတော့တင်မောဘယ်လိုမောင်းလဲ ဟောနောက်အေးမောင်းမှာဟောကိုကလေ ဟာအေးမောင်းလို့ပဲအဲ့ငါတို့ပစ္စည်းတွေလေ ရရလေပြည်သူဝိုင်းပစ္စည်းတွေဘယ်သူမောင်းမောင်းသွားပြီ သွားပြီကို တညဝတီရေတက်စကန်ပဲကြံခဲ့တယ်လူမရှိတော့ဘူး ဟိုမင်းတို့ကလည်းကွာလှုပ်လိုက်ရင်စောက်တလွဲကြီးပဲ မိသားစုတွေပဲပြောင်းပြေးပြီအဲကြောင့်ကိုတို့ဟိုကလည်းမညွန့်နဲ့မနေ့ဘယ်ခါသာရွတ်ကိုတို့အတွက်အသုံးဝင်တော့မဟုတ်တာလှုပ်ထားတဲ့အတွက် ဘုံကမလုပ်ဘူးလေကွာ ဘလို့ရေရချစ်ချစ်လဲမစွမ်းတော့ဘူး အဲ့မှာတကယ်ဆရာရှာကြီးတွေပဲကွာဒုက္ခပါပဲကွာ ရှားကြီးတွေမလုံးနဲ့အခု ရမင်းတို့တောင်ကူဘက်ကငါတောင်ကူဘက်မှာအားဖိပြီးတော့လှုပ်ခိုင်းမယ်ငါတို့အမှငါတို့တကယ်ဆရာကောင်းနေဆိုတဲ့တင်တန်းကျောင်းမှာတင်တန်းကျောင်းတွေရှိ ဟိုဘာလဲဟိုတက်ခဲ့ရေးတင်နေကြောင်း တိုက်ခိုက်တယ်တောင်ကူဘက်ချက်မှာရှိတယ် တန်တော်ကြီးဘက်က တန်တော်ကြီးဘက်ကအဲ့မှာငါကောက်ကောင်နေကောင်းတဲ့ရှဲနောက်ပြီးတော့အဲ့မှာတင်နေတဲ့ကောင်တွေကငါကောင်နေကြီးပဲနော်၄၅၈ကောင်ဆရာကြီးတွေပဲနော် ဟဲ့လား ဟာဒါအပွင့်အခက်နဲ့တကယ်ကောင်နေကြီးပဲ ကိုကောင်လေးကအခုကောင်လေးလားမသိဘူး ဘယ်ကောင်လို့ တောင်ကူဘက်ကတက်ခဲ့ရေးတင်နေကြောင်းပြောတာလား ဟုတ်တယ်အဲ့ငါကောင်တွေပဲအရာရှိတွေ ဟဲ့လား ခုနကောင်ရှင်းကောင်ကိုကောင် မ လို့ နေ့ကအဲ့တက်ခဲ့ရေးတင်နေကြောင်းကအရာရှိရှင်နေကြီးထွက်လာ အဲ့ဒါငါကောင်နေမင်းကဆရာကြီးတွေပဲမင်းက တော်လိုင်းတက်ပြုံးလိုက်တော့အဲ့ဒါမှာ6ကောင်သေသွားတာ6ကောင်မှာ8ကောင်အရာရှိကြီးပဲတော့တကောကားမောင်းတဲ့ကောင်ဖြစ်မှာသေသွားတာတက်ခဲ့ရေးစောင်းရမ်းကျွမ်းတယ်နော် ငါကောင်တွေပေါ့ ရမ်ဘူကားတဲ့လိုကားယူချီဒွင်းလို့ဟို ဒုက္ခပါပဲကွာ ဟာ24ပစ္စည်းလည်းမရတော့ ကြားရမလား20လည်းပစ္စည်းလည်းမရတော့ဘူး ဘာမှမရတော့ဘူးနော် ကိုလိုက် ရရလည်းမရတော့ဘူးဗေဒင်လည်းမရတော့ ရှစ်ဖို့ကောင်းလိုက်တော့ကွာ ဘူးဟိုတနေ့ကတေသွားတော့ဟိုလင်းမူးရဲ့ခေါင်းပါလေအုတ်ထုပ်က 24ပစ္စည်းအဲ့ဒါ ကိုတို့ ဥပအောင်လိုက် ချင်းညာတိုင်းဆောင်တာပေါ့ အကုန်လုံးဆောင်ရတယ် 24ပစ္စည်းနဲ့ကိုတို့မရတော့ဘူး 24ပစ္စည်းနဲ့မရရင်လေအဲ့ပစ္စည်းတဲ့24ပစ္စည်းတဲ့သားတဲ့ဟာမရှိဘူးလား ကျွန်တော်ပေးခဲ့မယ်ကိုကာချုပ်ကိုပေးလိုက်စစ်တပ်မှာအဲ့ဒါကိုနော်ဟိုပုံနှိပ်တိုက်မှာရိုက်ပြီးတော့ဝေထားလေလို့ အိုး 24ပစ္စည်းတွေမြင့်တယ်ရော့ကျမ48ပစ္စည်း ဘာ48ပစ္စည်း အဲ့လေ24ပစ္စည်းနဲ့ကိုတို့ကအန်ရမကင်းဘူးမလားဒါ48ပစ္စည်းစစ်သားတွေပုံနှိပ်ပြီးတော့ဝေပေးလိုက်လို့ ကြားဘူးလားဗျာ24ပစ္စည်းတဲ့မြင်တယ် ဟုတ်တယ်လေ ဒီမှာ48ပစ္စည်းတဲ့ဗျာ